အားလုံးပဲမင်္ဂလာပါ The Weight of Man United ကနေပြီးတော့ပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Manchester United တဲ့ရဲ့နီးပြဒါဘူစနန်ပြောမယ်ဆိုလို့ရှိရင်တော့ Ruben Amorim ပေါ့နော်ဆိုတော့သူ့ကိုကျွန်တော်တို့အချိန်ပေးတင်သေးလားဆိုတဲ့ဥစ္စာလေးကိုဒီနေ့မှာကျွန်တော်နဲ့တူဖြေထုတ်ကြည့်အောင်ဆိုတော့ကျွန်တော်တို့ပွဲစဉ်တွေကတော့အခုတော့ဘယ်လိုဖြစ်သွားလဲဆိုတော့သူပြောတဲ့စကားတစ်ခုကိုပဲကျွန်တော်တို့အခြေခံပြီးတော့နည်းနည်းပြန်ပြီးတော့ပြောကြည့်အောင်ဘာလဲဆိုလို့ရှိရင်တော့သူပြောခဲ့တဲ့စကားတစ်ခုထဲမှာဆိုရင်ဘာအကြောင်းပါလဲဆိုတော့ကျွန်တော်တို့ကစားကွက်ကြောင့်ရှုံးတာမဟုတ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးပြောထားတာကသူ့အနေနဲ့သူဒီဆန်ဒါလန်အတင်းကိုနိုင်သွားတဲ့ပွဲစဉ်မှာတော့မှန်နေသူတော်ပြန်ဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးလေးဖြစ်သွားတဲ့ကြောင့်ကျွန်တော်ကတော့ပြောမယ်ဆိုလို့ရှိရင်တော့ Ruben Amorim ဘက်ကိုနည်းနည်းလေးကန်တရာပြန်ရောက်သွားတယ်လို့လည်းပြောလို့ရတယ်ဒီကြည့်ရတဲ့ first တွေအရဆိုလို့ရှိရင်ပွဲ90ပြည့်လို့ရှိရင် United နီးပြတွေကမနိုင်ဘူးဘာညာဆိုတဲ့ first တွေကျွန်တော်တို့ကတွေ့ထားတာရှိတာဟုတ်ဆိုတော့အဲ့ဒီညမှာဆိုလို့ရှိရင်တော့အဲ့ဒီ first တွေကနေရုံးထွက်ပြီးတော့နိုင်သွားတာကိုလည်း true ကြပဲကျွန်တော်တို့ကတွေ့ရတယ်အဲ့လိုပုံစံမျိုးလေးရှိရတဲ့အတွက်ကြောင့် Ruben Amorim ကမထင်မှတ်ဘဲနဲ့ United မှာပြန်ကောင်းသွားပြီးတော့လုံးပြအနိုင်မလားဆိုတဲ့အချက်ကလည်းကျွန်တော်စိတ်ထဲမှာ 30% လောက်ပြန်ပြီးတော့များလာတယ်လို့ပဲပြောရမှာပေါ့နော်အရင်တော့ဆိုလို့ရှိရင်တော့ဗျာမဖြစ်တော့ဘူးဒီနည်းပြနဲ့တော့ဒီကစားကွက်နဲ့တော့ကျွန်တော်ကတိုင်ပတ်နေပြီးထုတ်လိုက်ပါတော့ဘာညာဆိုပြီးတော့ပြောခဲ့တာတွေရှိရဲဆိုမဲ့အခုအချိန်မှာပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က Ruben Amorim ကိုပြန်ထားရမယ့်ပုံစံမျိုးတွေပြန်ဖြစ်သွားတယ်ပေါ့နော်အဲ့လိုအနေထားမျိုးလေးရှိရတဲ့အတွက်ကြောင့်ကျွန်တော်ကတော့Ruben Amorim ရဲ့အခြေအနေကဘယ်လိုထပ်ပြီးတော့ဖြစ်ဦးမလဲဆိုတော့ကျွန်တော်တို့နည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့ဒီပိုင်ရှင်တွေဘက်ကပါနော်ဒီ Sergeant Ratcliffe တို့ဒီ Omar Berrada တို့ကတော့ဒီယာဒီကုံထိသူ့ကိုအခွင့်အရေးပေးထားမယ်လို့ပြောထားရဖြစ်တဲ့ကြောင့်ကျွန်တော်တို့ယာဒီကုံထိတော့စောင့်ကြည့်ရဖို့တော့ရှိတယ်ဒီကြားထဲမှာတော့အခြေအနေတော့ဗျဥပမာကျွန်တော်ပြောချင်တဲ့စကားကဗျယာဒီကုံထိစောင့်ကြည့်ရဲဆိုပြီးတော့တကယ်မလားရှုံးညင်တိုင်းနေရှုံးဖြစ်ချင်တိုင်းနေဖြစ်လို့တော့မရဘူးပေါ့နော်ဥပမာပွဲတွေဇက်တိုက်ရှုံးတာမျိုးလို့တေးတွေဇက်တိုက်ကြတာအဲ့လိုမျိုးဆိုလို့ရှိရင်တော့အပြောင်းလဲဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ယာဒီကုံထိစောင့်ကြည့်သွားမယ်ဆိုတဲ့သဘောမျိုးမှာတော့ရှိလိမ့်မယ်ပေါ့နော်ဒီမှာတစ်ခုပြောရှိတာကလုံးလဲချလဲလိုက်နေရောထုတ်မှလားမထုတ်ဘူးလားဆိုတော့ပြဿနာလေးပေါ့နော်ဥပမာလုံးလဲချလဲလိုက်နေဆိုတာနှစ်ပွဲနိုင်လိုက်တစ်ပွဲပြန်ရှုံးလိုက်ပြီးလို့ရှိရင်နှစ်ပွဲရှုံးလိုက်တစ်ပွဲပြန်နိုင်လိုက်နှစ်ပွဲလောက်တည်ကြတစ်ပွဲလောက်ပြန်ရှုံးအဲ့လိုမျိုးလုံးလဲချလဲလိုက်နေရောလုံးမှလားဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီယာဒီကုံထိတော့ဒီအမိုရင်ကိုထုတ်မယ်လို့ကျွန်တော်ကတော့မထင်ဘူးဘာလို့လဲဆိုတော့ဒီလောက်ဗျာတိုက်ခိုက်မှုတွေဝေဖန်တိုက်ခိုက်မှုတွေများတယ်ကစားကွက်ကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ထောက်ပြမှုတွေများတဲ့ဂျားမှာတော့မှအမိုရင်ကိုထောက်ခံခဲ့ကြတာဆိုတော့ကျွန်တော်ကတော့တော်တော်နဲ့တော့အမိုရင်ကိုထုတ်မယ်လို့တော့မထင်ဘူးယာဒီကုံလောက်ထိတော့သူတို့စောင့်ကြည့်သွားနိုင်တယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ဒီလာမယ့်ပွဲစဉ်ကလီဗာပူးနဲ့ပွဲတခုခံနာသွားတာကလီဗာပူးကအခုလက်ရှိအချိန်မှာတော်တော်လေးဖောင်အောက်နေတဲ့အသင်းဖြစ်တော့ကြောင့်ကျွန်တော်တို့ကနည်းနည်းပြန်ပြီးတော့အခွင့်အရေးရှိသွားတယ်လို့ပဲပြောရမှာပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့မှကျွန်တော်တို့ကနည်းနည်းလေးကြောက်ရတယ်လေဘာလေးရှိကောင်းရှိနိုင်တယ်အခုကတော့သူတို့ကိုယ်တိုင်တော့ဖောင်ပြက်နေတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကဒီပွဲမှာမထင်မှတ်ဘဲနဲ့ရလက်တော့ကောင်းမှုတော့မျှော်လင့်နိုင်တယ်ပေါ့နော်ဥပမာအရင်တော့ဗျာကျွန်တော် 0% ပဲရှိရနေပြီးတော့အခုချိန်မှာဆိုရင်တော့ 30% လောက်တော့လုံးပြနိုင်ကောင်းကြီးရဲ့ဆိုတဲ့စိတ်မျိုးကတော့ပြန်ပြီးဝင်လာတော့အမှန်ပဲပေါ့နော်အကြောင်းမလို့ကန်ဒီယာကအမိုရင်ဘက်ကိုပြန်ရောက်လာသလားဆိုတာလည်းကျွန်တော်တို့ချက်တော့စောင့်ကြည့်ရမယ်ကျွန်တော်ရဲ့သဘောတဘာဝအရပြောရမယ်ဆိုတော့ကျွန်တော်ကအစားလုံးနဲ့အမိုရင်ကိုကျွန်တော်ရဲ့ဗီဒီယိုတွေကြည့်နေကြသူဆိုလို့ရှိရင်တော့သိပါတယ်အမိုရင်ကိုကျွန်တော်တော်တော်လေးသဘောကျပြီးတော့ကြိုက်တဲ့ထဲမှာပါတယ်အဲကြောင့်ကျွန်တော်ကတော့အမိုရင်တော့မထုတ်စေချင်ဘူးပေါ့နော်ဒါပေမဲ့လည်းအသင်းနဲ့သူနဲ့ရှင်းလာတယ်ဆိုတော့ကျွန်တော်တို့ကအသင်းကိုပဲချစ်တာဖြစ်တဲ့ကြောင့်ထုတ်တဲ့နဲ့လုံးတဲ့တာကိုလုံးရမယ်ဆိုလို့ရှိရင်တော့လည်းလုံးမယ်ဆိုတဲ့အနေအထားမျိုးလေးမှာတော့ရှိမှာပေါ့နော်ဆိုတော့လူချင်းမင်းတို့ရောဒီကြည့်နေတဲ့ကျွန်တော်ညီကိုတွေရောဘယ်လိုထင်လဲအမိုရင်ကိုဆက်ပြီးတော့ထားတင်တယ်လို့ထင်လားထုတ်တင်တယ်လို့ထင်လားယာတီကုံမော United ကဘလောက်နဲ့ပန်းဝင်နိုင်မယ်လို့ထင်လဲဥပမာဗျာဖြစ်နိုင်ခြေအရှိဆုံးကတော့ကျွန်တော်ရဲ့ခံမှန်းချက်ကတော့ Champions League ကတော့လုံးဝမဖြစ်နိုင်လောက်ဘူး maybe conference ဒီလောက်တော့ဝင်ကောင်းဝင်သွားနိုင်တယ်အဲ့လိုပုံစံမျိုးလေးတော့ကျွန်တော်စိတ်ထဲမှာခံစားမိရလေးတော့ရှိတယ်အခုတော့မှဘာပဲပြောယူသလိုအကြောင်းသလိုနဲ့အမှတ်ပေးစရာရဲ့ဒီအထက်နာအသင်းနေနဲ့ကိုနေကအမှတ်သိပ်ကွာတာမဟုတ်ဗျာထန်ကုန်ကွာမှ3-4မလောက်ပဲကွာတယ်ဘောနော်ချိုးတော့အသင်းနေနဲ့ Champions League ဝင်နေတဲ့အသင်းနေနဲ့ဆိုရင်3-4မလောက်ပဲကွာတာဆိုတော့ဒီလောက်ကပြန်လိုက်နိုင်သေးတယ်ဆိုရင်ဒီဟာမျိုးလေးမှာရှိရဖြစ်တဲ့ကြောင့်ဒါတင်ချာနီးရပြောတာပေါ့နော်ဆိုဘယ်လိုထင်ကြလဲဘယ်လောက်နဲ့ပန်းဝင်တင်တယ်လို့ထင်လဲတကယ် actual မှာဘယ်လောက်နဲ့ဝင်သွားနိုင်လဲအဲ့ဒါလေးကိုလည်းအောက်က comment ထဲမှာဝင်ပြီးတော့ဆွေးနွေးခဲ့လို့ရတယ်ပြီးလို့ရှိရင်လည်း Ruben Amorim ကိုထပ်ပြီးတော့ထားတင်တယ်လို့ထင်လားထုတ်လိုက်တင်တယ်လို့ထင်လားဘယ်လိုမျိုးထင်မြင်စားမှုတွေရှိလဲပေါ့နော်ဒီမှာအောက်မှာ comment မှာ မှတ်ခံပြီးလို့ရပါတယ်ကျွန်တော်တို့ကနောက်ထပ်ဗီဒီယိုတစ်ခုကြားလို့ရှိရင်တော့ Ruben Amorim နေရာမှာအစားဝင်မယ်ဆိုလို့ရှိရင်ရောဘယ်လိုနည်းပြမျိုးတွေကတင့်တော်မလဲဆိုတဲ့ဥစ္စာလေးပဲကျွန်တော်ပြန်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုတော့လောက်ပါပဲကျွန်တော်ကိုဒါကြိုက်တယ်ဆိုလို့ရှိရင်လည်း like and subscribe like and follow လုပ်ပြီးတော့ကူညီခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်